အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Peter Great ပါကျွန်တော်တို့တကယ်ချင်းနေရတော့ Peter လို့ခေါ်ပါတယ်ဒီနေ့မှာကျွန်တော်ကနေပြီးတော့အားလုံးတော့ဖူးပြရသွားစီမယ်စီတင်တစ်ခုကိုတင်ဆက်ပေးလိုပါတယ်ဒီစီတင်လေးမှာဆိုရင်ကျွန်တော်ကနေပြီးတော့မှတကဘာလုံးမှာနာမည်အကြီးဆုံးရုပ်တွေကတရုတ်ဖြစ်တဲ့ဟီနာရုပ်ချောင်းကိုပြပြပေးမှာဖြစ်ပါတယ် Life-size Hina dolls are on display at a historic inn located southwest of Tokyo. The exhibit, scheduled until April 4th, is part of the Spring Doll Festival. In Japan, families with girls often put up sets of small dolls in their home. These rare life-size ones were created by local doll makers about 50 years ago. The 15 dolls are 90 to 120 centimeters tall. The facility used to provide lodging to travelers during the Edo period, which lasted from 1603 to 1868. ဟီနာရုပ်ဟာဆိုရင်ကျွန်တော်တို့လည်းရင်းနှီးပြတာဖြစ်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ဟီနာရုပ်ကိုဂျပန်ဇက်ကာသို့မဟုတ်စီးရီးတွေဖြစ်ကြတဲ့ Doraemon, Crayon-chan, Sasai-san, The Grudge, Spirited Away, Your Name, Ocean တို့ဇက်ကားကောင်းတွေမှာမတိမတာလေးတွေတွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပထမဦးစွာဟီနာရုပ်ဆိုတာပါလေ။ဟီနာရုပ်ကဂျပန်တွေအတွက်ဘယ်လောက်အရေးပါလဲဆိုတာကိုတစ်ချက်လောက်ကြည့်ကြရအောင်။ဆိုတော့ဟီနာရုပ်ဆိုတာဂျပန်ရိုးရရုပ်တွေထဲမှာအရေးပါတဲ့ရုပ်တွေဖြစ်တယ်လို့ပဲဂျပန်လူမျိုးတွေအလေးမြတ်ထားတဲ့ရုပ်တွေဆိုလည်းမမားပါဘူး။ဒီရုပ်တွေကိုဟီနာမက်သရီဆိုတဲ့ပွဲတော်အချိန်မှာပြသကြပါတယ်။ရုပ်တွေကိုအထက်လိုက်စီမှုမှာစနစ်တကျတင်ထားပြီးတော့ဘယင်မနဲ့တရားရုပ်ဝင်များကိုကိုစားပြုကြပါတယ်။ဒီရုပ်တွေကိုအများသောအားဖြင့်မိန်းကလေးတွေအတွက်ကျမ်းမာရေးပျော်ရွှင်မှုနဲ့ကံကောင်းရေးတွေရရှိအောင်ဆိုပြီးတော့ဆုတောင်းသုံးပြုကြပါတယ်။အခုကျွန်တော်တို့ဆက်လက်ပြီးတော့ဟီနာရုပ်ရဲ့သမိုင်းကြောင်းကိုပြပြပေးပါမယ်။ရှေးခေတ်ဂျပန်မှာလူတွေကအရုပ်တွေကမကောင်းမှုတွေနဲ့ယောဂတွေတည်ဆောင်သွားနိုင်တယ်လို့ယုံကြည်ခဲ့ကြတယ်။သူတို့ကစက်ကူဒါမှမဟုတ်မျက်နဲ့အရုပ်လုပ်ပြီးတော့မြစ်ထဲကိုပစ်ချခဲ့ကြပါတယ်။ဒါကိုနာဂါရှိဘီနာလို့ခေါ်တယ်။နောက်ပိုင်းဟာရီခေတ်မှာတော့မိသားစုတွေကအရုပ်တွေကိုမပစ်တော့ဘဲနဲ့တင်ထားပြီးတော့အလှဆင်လာခဲ့ကြတယ်။အချိန်ကြာလာတဲ့အခါမှာတော့အရုပ်တွေကပိုပြီးတော့လှပလာခဲ့ကြပြီးတော့အိမ်တွင်းပွဲတွေမှာအသုံးပြုလာခဲ့ကြပါတယ်။ဒီစီနလာကပဲနောက်ဆုံးမှာတော့ဟီနာမက်ဆူရီပွဲတော်အဖြစ်ကိုပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်တို့ဟီနာရုပ်ကိုဘယ်လိုလဲလှဆင်ကြလဲကြည့်လိုက်ကြအောင်။ဟီနာရုပ်တွေကိုဟီနာဒန်လို့ခေါ်တဲ့အထက်လိုက်စီပေါ်မှာတင်ထားကြပါတယ်။စင်ကိုလည်းနီယာဝင်းနဲ့ဖုံးထားပါတယ်။ပေါ်ဆုံးထပ်မှာတော့ဘီရင်နဲ့ဘီမရုပ်တွေထားရှိပြီးတော့အောက်ထပ်တွေမှာတော့တရားရုံးဝင်များတိကိတရှင်များကိုထားရှိလေ့ရှိပါတယ်။အဲ့ဒါပြင်ပရီဘောကအသေးစားတွေလီးလင်းတွေနဲ့အလှဆင်ပစ္စည်းတွေကိုလည်းထားသွင်းထားပါတယ်။ပန်းများအထူးသဖြင့် peach blossom လို့ခေါ်တဲ့ပန်းကိုပဲအဓိကထားပြီးတော့ပုံမလှပအောင်လှဆင်ကြပါတယ်။မိသားစုတွေကပွဲတော်အချိန်မတိုင်မီမှာပဲအရုပ်တွေကိုစနစ်တကျတေချာပြင်ဆင်ထားရပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ဟီနာရုပ်တွေကိုဘယ်လိုပြုလုပ်ကြလဲတစ်ချက်လောက်ကြည့်လိုက်ကြရအောင်။ဟီနာရုပ်တွေကိုဂျပန်မှာအများစုသောကျွမ်းကျင်တဲ့လက်မှုပညာရှင်တွေကပဲလက်ဖြင့်ပြုလုပ်ကြပါတယ်။စက်နဲ့မလုပ်ဘဲနဲ့လက်လုပ်ဖြစ်တာကြောင့်အရန်ကိုတန်ဖိုးရှိကြပါတယ်။အယူကောင်းကိုမြေစီသို့မဟုတ်တသားနဲ့ပြုလုပ်ပြီးအသေးစိတ်ပကြီးရေးဆွဲထားကြပါတယ်။ခန္ဓာကိုယ်ကိုတသားအထည်နဲ့ကော်တွန်နဲ့ပြုလုပ်ထားပါတယ်။အဝတ်စားတွေကို silk နဲ့ရိုးရအဝတ်ထည်တွေနဲ့ပြုလုပ်ထားတဲ့ kimono လို့ခေါ်တဲ့အဝတ်တစ်ဝတ်ဖြစ်ပြီးတော့အရန်ကိုမှလှပလုံးလာတယ်။အဲ့ဒါအပြင်တရဖူရက်တောင်ဒါစတဲ့အသေးစားအလှဆင်ပစ္စည်းတွေလည်းပါဝင်ပါသေးတယ်။ဒီရုပ်တစ်ခုဖြစ်ဖို့ဆိုတာကအချိန်အလွန်ကိုယူရပြီးတော့အရန်တင်ချော်တာပြုလုပ်ရပါတယ်။တချို့ဟီနာရုပ်တွေကိုမိသားစုတွေကမျိုးရိုးအဆက်အလိုက်ကိုမှထိမ့်သိမ်းထားနေရှိပါတယ်။ဆိုတော့ကျွန်တော်ရဲ့တင်ဆက်မှုလေးတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ presentation လေးကိုဆုံးဖြတ်ပြီးအောင်ကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲ bye bye